စစ်သားတယောက်ကကြော်တုံးနေကြတဲ့ကနေခမ ्या ကိုစိုက်ကြည့်နေတယ်ခမ ्या ကိုလက်ညှိုးချက်တွေပေးနေတယ်ဒါပေမဲ့သူကအသက်တော့မရှိတော့ဘူးဒီလိုကြေးရဲဝုန်းကိုတည်ဆုံသွားတဲ့စစ်တပ်တဦးရဲ့တာဝန်ဝတ္တရားကသူ့ရဲ့အသက်ပြတ်ဆုံးတာနဲ့တကယ်ပဲအဆုံးသတ်သွားတာလားဒီနေ့မှာတော့တမိုင်းရဲ့တွင်းဆုံးမြေတွေပေါ်မှာထာဝရကင်းလင်းနေစေဖြစ်တဲ့ဝိညာဉ်စစ်သည်များရဲ့ဇလန်းတွေနဲ့သူတို့ဘာကြောင့်မထောက်ခံနိုင်သေးလဲဆိုတဲ့စွမ်းအင် theory တွေကိုကျွန်တော်နဲ့အတူကြည့်လိုက်ရအောင်ဗီဒီယိုလေးမစခင်မှာကျွန်တော် channel လေးကို subscribe လေးလုပ်ထားပြီးတော့ဘေးကခေါင်းလောင်းလေးကိုနှိပ်ထားခဲ့ဖို့တောင်းဆိုပါရစေစစ်မြေပြင်တစ်ခုပေါ်မှာသွေးရည်မြေတွေနဲ့အတူဂျွန်တို့ကြံရင်ခဲ့တဲ့တရဲစစ်တပ်တွေရဲ့ဖြစ်ရပ်ကိုနားလည်ဖို့ဆိုရင်တော့ကျွန်တော်တို့ကစစ်တပ်တအုပ်ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကိုအရင်ဆုံးနားလည်ဖို့လိုအပ်ပါတယ်တာမန်တည်ဆုံမှုတွေနဲ့မတူဘဲနဲ့စစ်သားတယောက်ရဲ့ဘွားကပြင်းထန်တဲ့စိတ်ခံစားမှုတစ်ဖွဲ့အပေါ်တစ္ဆာဆောင်သိမှုနဲ့ရှင်းတန်မှုအတွက်ဥတီချက်တစ်ခုတည်းကိုသာအာရုံစိုက်ထားရတဲ့ဘွားဖြစ်ပါတယ်စစ်ပွဲတစ်ခုအတွင်းမှာစစ်သားတွေကအမြင့်ဆုံးအရလိုင်းအခြေအနေမှာရှိနေကြပြီးတော့သူတို့ရဲ့စိတ်အာရုံကရည်မှန်းချက်တစ်ခုတည်းမှာထားရကြပါတယ်ဥပမာဂျန်ဒီကိုတိုက်ခိုက်ဖို့ဒါမှမဟုတ်ကိုလူကိုကာကွယ်ဖို့သူတို့ရဲ့လေ့ကျင့်မှုတွေကအမိန့်နာခံမှုနဲ့မိမိအသက်ကိုစတေးဖို့အသိရှိနေခြင်းဆိုရဲစိတ်ပိုင်းဆိုင်ရာဂတိကိုအပေါ်မှာတိစောက်ထားပါတယ်ဒီလိုစိတ်ပိုင်းဆိုင်ရာပြင်းထန်မှုကြောင့်စစ်သားတအုပ်ရဲ့ရုတ်တရက်အကြမ်းဖက်စွာတည်ဆုံခြင်းကတာမန်အေသားတအုပ်ရဲ့တည်ဆုံခြင်းထက်ပုံမအားကောင်းတဲ့ paranormal footprint လို့ခေါ်တဲ့စွမ်းအင်ခြေရာကိုကြံ့ရင်စေတယ်လို့လျှို့ဝှက်စမ်းကြံမှုသီလသူတွေကယုံကြည်ကြပါတယ်ဒီလိုတည်ဆုံခြင်းကတာမန်အဖြစ်စိတ်ကိုပြင်ဆင်ထားတဲ့တည်ဆုံခြင်းမျိုးမဟုတ်ဘဲနဲ့ရုတ်တရက်တုံလုံးချောက်ချောင်းမှုဖြစ်တာကြောင့်သူတို့ရဲ့စိတ်ဝင်ခြင်းကတာဝန်ကျေပွန်လိုစိတ်ဒါမှမဟုတ်ရုတ်တရက်ကြောင်းလုံးတုံလုံးမှုကနေလုံးဝမလွတ်မြောက်နိုင်သေးဘဲနဲ့အဲ့ဒီနေရာမှာပဲပိတ်မိနေရလို့ယူဆကြပါတယ်ဒါကြောင့်မဲ့သူတို့ကတဏှာထဲမှာရက်နေတဲ့ဝိညာဉ်တွေအဖြစ်နဲ့ကျဲနေတာဖြစ်ပြီးတော့ဒီလိုပြင်းထန်တဲ့စိတ်ခံစားမှုစွမ်းရင်ကအချိန်ကြာမြင့်စွာနေရာတစ်ခုမှာပဲစောတဲ့ကျဲနေခြင်းဖြစ်ပါတယ်ဒီလိုစစ်မြေပြင်တွေပေါ်မှာကြုံတွေ့ရတဲ့တရေချောက်လက်မှုတွေကိုကျွန်တော်တို့ပုံစံ2မျိုးနဲ့ခွဲခြားထားပါတယ်ပထမပုံစံကတော့ residual hunting လို့ခေါ်တဲ့ကြံရှိရတော်ချောက်လက်မှုပဲဖြစ်ပါတယ်ဒီဖြစ်ရက်ကစိတ်ဝင်စားကြကောင်းပြီးတော့အတိတ်ကဖြစ်ရက်တွေရဲ့ထက်ခါတလဲလဲပတ်တင်ရတစ်ခုသာဖြစ်ပါတယ်ဥမာအဖြစ်လူတူမှမရှိတော့တဲ့စစ်မြေပြင်ဟောင်းတနေရာမှာရုတ်တရက်တနတ်တန်အော်ဟိငွေရိုတန်ဒါမှမဟုတ်စစ်တပ်ချီတဲ့တန်တွေကိုထက်တလဲလဲကြားနေရတာမျိုးဖြစ်ပါတယ်ဒီဖြစ်စဉ်ကိုလေ့လာတဲ့ပညာရှင်တွေကဒါကဇေဝတ္ထုတွေပေါ်မှာဆွဲကပ်နေတဲ့စွမ်းရည်တွေဖြစ်ပြီးတော့လူတူရဲ့စိတ်ဝင်ငြိမ်မဟုတ်ပါဘူးလို့ယုံကြည်ကြပါတယ်ဒီ theory ကိုကြကြပြပြထောက်ခံသူတွေကတော့အဲ့နေရာမှာရှိတဲ့မြေပြင်ကြရုံးတွေအထူးသဖြင့်တန်တက်ဒါမှမဟုတ်တရင်ကြောင်းတွေပါဝင်တဲ့မိသားတွေကစစ်ပွဲရဲ့ပြင်းထန်တဲ့စွမ်းရည်တွေကိုမှတ်တမ်းတင်ထားတဲ့တိတ်ခွေတစ်ခုလိုမျိုးဖြစ်တယ်လို့ရှင်းပြပါတယ်ဒီ theory ကို stone plate theory လို့ခေါ်ပြီးတော့ပြင်းထန်တဲ့စိတ်ခံစားမှုစွမ်းရည်တွေကပတ်ဝန်းကျင်ကပစ္စည်းတွေပေါ်မှာမှတ်တမ်းတင်ပြီးတော့နောက်ပိုင်းမှာတင့်လျော်တဲ့အခြေအနေဥပမာဇာတိဥရုအေးဆက်တဲ့အချိန်ဒါမှမဟုတ်လျှက်စစ်တန်လိုက်ဆက်ကွယ်မြင့်တက်လာတဲ့အချိန်တွေမှာပြန်လည်ထုံးလေးပြသတာလို့ရှင်းပြထားပါတယ်ဒီလိုမြင်ကွင်းတွေမှာအများအဖြစ်တရားရခဲ့တဲ့စစ်သားတအုပ်ရဲ့ပုံရိပ်မိကိုနဲ့ဒါမှမဟုတ်ရန်ကန်နှန်းတွေအထိပါပေါင်ဝင်လေးရှိပြီးတော့သူတို့ကပတ်ဝန်းကျင်ကလူတွေကိုလုံးဝကြီးမဆိုင်ပါဘူးသူတို့ရဲ့လုံလုံးစင်အတိုင်းပဲထက်ကတလဲလဲလှုပ်ဆောင်နေတာကိုတွေ့ရပါတယ်နောက်တစ်မျိုးကတော့ intelligent hunting လို့ခေါ်တဲ့ပိုပြီးထိန်းလန့်စရာကောင်းတဲ့ဉာဏ်ရှိသောချောက်လက်မှုပဲဖြစ်ပါတယ်ဒီပုံစံကသူတို့ပတ်ဝန်းကျင်ကအဖြစ်အပျက်တွေကိုသိရှိပြီးတော့အပြန်အလှန်ဆက်သွယ်နိုင်တဲ့ဝိညာဉ်တဦးချင်းစီရဲ့ပုံသဏ္ဍာန်ပဲဖြစ်ပါတယ်ဥပမာစစ်ဝတ်စုံဝေထားတဲ့ပုံရိပ်တစ်ခုကလာရောက် level သူတွေကိုစိုက်ကြည့်နေတာအချို့ကိစ္စတွေမှာတွဲဆောင်သူတွေကိုမေးခွန်းထုတ်တာအကူအညီတောင်းခံတာဥမာအဖြစ်ရေတောင်းတာသတင်းပို့ကိုင်တာဒါမှမဟုတ်လက်ညှိုးချက်ပေးတာမျိုးတွေအထိတောင်ရှိပါတယ်ဒီစစ်တပ်ဝိညာဉ်တွေကများသောအားဖြင့်သူတို့ရဲ့တာဝန်မပြည့်စုံသေးဘူးလို့ခံယူထားကြသူတွေဒါမှမဟုတ်အလွန်ရုတ်တရက်တည်ဆုံမှုကြောင့်ကိုယ်တိုင်တည်ဆုံသွားတာကိုနားမလည်နိုင်ဘဲနဲ့ပိတ်ပိနေကြသူတွေဖြစ်တယ်လို့ဆိုကြပါတယ်ဂရီဘတ်လိုနေရာမျိုးမှာဆိုရင်နားစားလုံခြုံရေးဝန်ထမ်းတအုပ်ကိုတဲစစ်သားတအုပ်ကစစ်တပ်အမိန့်အတိုင်းစိန်ခေါ်မေးမြန်းတာမျိုးတွေရှိခဲ့ပြီးတော့ဒီလိုအပြန်အလှန်ဆက်သွယ်မှုတွေကဉာဏ်ရှိတဲ့ဝိညာဉ်တွေရဲ့ထင်ရှားတဲ့လက္ခဏာပဲဖြစ်ပါတယ်သူတို့ကအတိတ်ကလူတအုပ်ရဲ့စိတ်ဝိညာဉ်အဖြစ်ကျက်တည်နေပြီးတော့သူတို့ရဲ့လောက်ကျန်ခံရမှုတန်းဒါမှမဟုတ်သူတို့ရဲ့တာဝန်ဝတ္တရားတွေကိုမချေပနိုင်ခဲ့တဲ့စိတ်ဖိစီးမှုတွေကြောင့်အဲ့ဒီနေရာကနေမထွက်ခွာနိုင်မှရှိနေကြတာဖြစ်ပါတယ်ဒါအပြင်ကမ္ဘာပေါ်ကနမဲကြီးစစ်မြေပြင်တွေဥပမာအားဖြင့်အမေရိကန်ပြည်တွင်းစစ်ရဲ့ဗဟိုချက်ဖြစ်တဲ့ Daddy Batch ဒါမှမဟုတ်ပထမဘာစစ်အတွင်းတွဲချောင်းစီးခဲ့တဲ့ Zoom စစ်မြေပြင်တွေကဝင်းနေချောက်လက်မှုတွေအများဆုံးဖြစ်ရတဲ့နောက်ထပ်အကြောင်းရင်းကတစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့ The Landscape of Trauma လို့ခေါ်တဲ့မြေပြင်အခြေအနေနဲ့စိတ်ထိခိုက်မှုမြင်ကွင်းဖြစ်ပါတယ်။ဒီစစ်မြေပြင်တွေကတိုက်ပွဲပြီးတဲ့အခါမှာစစ်တပ်ထောင်ပေါင်းများစွာကိုအလင်းစလုံးမျိုးနိုင်ခဲ့တဲ့နေရာတွေပဲဖြစ်ပါတယ်။တည်ဆုံသူတွေကိုဂုံတိတ်ခါနဲ့ပြည့်စုံစွာမြေမုန်းနိုင်မှုအခြေမြင်ရတာအစိုးရအပြောင်းလိုက်အလင်းစလုံးမြေမြုပ်တာတွေကတည်ခြင်းရဲ့တန်ရှင်းမှုကိုချိုးဖောက်ရောက်ခဲ့ပါတယ်။
တမိုင်းဝင်အမွေနဲ့အဖြစ်တမတ်ထားတဲ့စစ်ရင်ပြင်တွေရဲ့မြေကြီးအောက်မှာတော့ဒီနေ့အထိမဖော်ထုတ်ရသေးတဲ့အစိပ်ပိုင်းများစွာတရှိနေတဲ့ဖြစ်ပြီးတော့ဒီလိုရုတ်တရက်အလုံးအကြီးနဲ့တဆုံမှုတွေကပတ်ဝန်းကျင်စွမ်းအင်ကိုအပြင်းအထန်ထိခိုက်စေခဲ့တယ်လို့တဲချောက်လက်မှုလေ့လာသူတွေကရှင်းပြကြပါတယ်အထူးသဖြင့်စစ်မြေပြင်မှာထူထောင်ထားတဲ့ကွင်းစစ်ခွဲစစ်ကုသရေးစခန်းများလိုနေရာမျိုးတွေကဝေဒနာနဲ့နာကျင်မှုတွေစစ်ပုံနေတဲ့ဗဟိုချက်တွေဖြစ်လို့တဲချောက်လက်မှုတွေအများဆုံးကြုံတွေ့ရလိမ့်ရှိပါတယ်။ဒါကြောင့်ပဲဒီနေရာတွေကအတိတ်ကအဖြစ်အပျက်တွေပြောက်ကွယ်သွားပဲနဲ့စစ်စဲမပြတ်တရှိနေတဲ့တမိုင်းရဲ့ area တွေအဖြစ်ကျန်းခဲ့တာဖြစ်ပါတယ်။ အမေရိကန်တမိုင်းရဲ့တွေ့ဆုံသောစစ်မြေပြင်ကတော့ BC 1863ခုနှစ်ဇူလိုင်လ1ရက်နေ့ကနေ3ရက်နေ့အထိ3ရက်တာကြာမြင့်ခဲ့တဲ့ဂရီဘက်တိုက်ပွဲဖြစ်ပါတယ်။ဒီတိုက်ပွဲကအမေရိကန်ပြည်တွင်းစစ်ရဲ့အလဲအပြောင်းဖြစ်ခဲ့ရုံသာမကအမေရိကန်ပြည်ပြင်ပေါ်မှာတိစုံမှုနဲ့တရားရမှုစုစုပေါင်း9000ကျော်ရှိခဲ့တဲ့တွေ့ဆုံသောတိုက်ပွဲကြီးအဖြစ်တမိုင်းမှာမှတ်တမ်းနေခဲ့ပါတယ်။စစ်ပွဲအတွင်းမှာကြီးစံပေါင်း190ကျော်ပစ်ခတ်ခဲ့တယ်လို့ခန့်မှန်းရပြီးတော့မြေပြင်မှာသွေးနဲ့ရေခဲနှံတွေရောနှောပြီးတော့စိတ်ပန်းဆန်ဆွမ်းနေပြင်းထန်လုံးနဲ့မှတ်တမ်းတွေပိုချက်ဖြစ်ခဲ့ရပါတယ်။ဒီလောက်များပြတဲ့အကြမ်းဖက်တည်ဆုံမှုတွေတယောက်နဲ့တယောက်အပြင်းထန်စိတ်ခံစားမှုနဲ့တိုက်ခိုက်ခံရမှုတွေကြောင့်ဂရီဘက်ကစွမ်းရည်မြင့်မားတဲ့ area အဖြစ်နဲ့နှစ်ပေါင်းများစွာကတည်းကလူသိများခဲ့ပါတယ်။တိုက်ပွဲပြီးဆုံးပြီးနောက်မှာတော့ထောင်ပေါင်းများစွာသောစစ်တပ်တွေရဲ့အလောင်းတွေကိုအလင်းစလိုညှို့နှံခဲ့တာကလည်းဒီနေရာမှာဝိညာဉ်ချေရတဲ့ပြင်းထန်ရခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်ခဲ့တယ်လို့လေ့လာသူတွေကဆိုကြပါတယ်။ဒီနေရာကတည်ခြင်းတရားရဲ့စွမ်းရည်တွေပြည့်နေတဲ့ထာဝရစစ်မြေပြင်တစ်ခုအဖြစ်နဲ့တည်ရနေတာဖြစ်ပါတယ်။ဂရီဘက်စစ်မြေပြင်မှာအကြော်ကြော်ဆုံး6လက်မရှိတဲ့နေရာတစ်ခုကတော့ဒီဗက်ဒန်လို့ခေါ်တဲ့နေရာဖြစ်ပါတယ်။ဒီနေရာကတိုက်ပွဲရဲ့ဒုတိယနေ့မှာ Confederate လို့ခေါ်တဲ့တောင်ပိုင်းတပ်ဖွဲ့တွေနဲ့ Union လို့ခေါ်တဲ့မြောက်ပိုင်းတပ်ဖွဲ့တွေကြားမှာရဲစောစွာတိုက်ခိုက်ခဲ့တဲ့နေရာဖြစ်ပြီးတော့ကြီးမားတဲ့ကြောက်တုံးတွေကြားမှာစစ်သားတွေကပိတ်မိနေခဲ့ပါတယ်။ဒီဒေသကတည်ခြင်းတရားရဲ့အနေဆက်ဆုံးဆွဲနေဆွတ်တက်နေတယ်လို့ယုံကြည်ကြပြီးတော့ဒီနေရာမှာနှစ်ပေါင်းများစွာကတည်းကပိုင်းညက်ထင်းတဲ့ဝန်ထမ်းတွေတမိုင်းဝင်နေရာတွေကိုလာရလေဘက်သူတွေနဲ့တပုံစရာတွေကထူးဆန်းတဲ့ဖြစ်ရတစ်ခုကိုမကြာခဏဆိုသလိုကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒါကတော့ Confederate လက်နက်စစ်တပ်ရဲ့ပုံရိပ်ပဲဖြစ်ပါတယ်။ရင်းမြစ်တပ်တွေကဒီပုံရိပ်ကစစ်ဝတ်စော်ဟောင်းကိုဝစ်ဆင်ထားပြီးတော့တောင်ပိုင်းသားလေတပ်နဲ့စကားပြောတဲ့ခဏတော့အရက်ရှိတဲ့အမျိုးသားတအုပ်ဖြစ်တယ်လို့ဖော်ပြကြပါတယ်။တခါတည်းမှာသူကယူနီဖောင်းအစားလက်ပြအောင်သုံးမဲ့အင်ကြီးကိုဝစ်ဆင်ထားပြီးတော့လက်ဘေးမှာလည်းပဝါအနီကိုစီးထားတယ်လို့ဆိုကြပါတယ်။ဒီစစ်တွေကဒီဗက်ဒန်အနီးကချုံမို့တွေဒါမှမဟုတ်တောက်ဆောင်နေကြမှာဂျက်နေလေးရှိပြီးတော့လက်မြောက်နေတဲ့သူတွေဒါမှမဟုတ်စိတ်ဝင်စားလေးလာနေတဲ့အသက်တွေကိုသူတို့သွားလို့တဲ့နေရာဒါမှမဟုတ်တိုက်ပွဲဖြစ်သွားခဲ့တဲ့တိကျတဲ့နေရာတွေကိုလက်ညှိုးထိုးပြလေးရှိပါတယ်။အထူးသဖြင့်သူ့ကိုတွစ်ဆုံကဲသူတို့ရဲ့မှတ်တမ်းအရသူကဒီနေရာကပြစ်စရာမလွယ်ပါဘူးလို့မှတ်ချက်ပေးခဲ့ပြီးတော့အဲ့ဆယ်ကကျေးဇူးတင်စကားပြောဆိုနေတော့မှပဲဒီစစ်တွေကကြတော့တစ်ခုရဲ့နောက်ွယ်ကနေဒီတဲကိုပြောခဲ့သွားခဲ့ပါတယ်။ဒီလိုအပြန်အလှန်ဆွတ်လွတ်မှုရှိတဲ့ဖြစ်ရကကျွန်တော်အစကပြောခဲ့တဲ့ intelligent hunting လို့ခေါ်တဲ့အမျိုးအစားထဲမှာအထင်ရှားဆုံးသောတာရကတစ်ခုပဲဖြစ်ပါတယ်။ Little Round Top လို့ခေါ်တဲ့မဟာဗျူဟာမြောက်တောင်ကုန်းနဲ့ Cemetery Hill လို့ခေါ်တဲ့အဓိကခုခံကာဝယ်ခဲ့တဲ့နေရာတွေမှာညဘက်အထူးသဖြင့်မြူနီတွေထူထပ်တဲ့ညတွေမှာဧည့်သည်တွေနဲ့ပန်းညက်လုံးကျုံရေးဝန်ထမ်းတွေကနှစ်ပေါင်းများစွာကြားခဲ့ရတဲ့ထူးဆန်းတဲ့အတန်တွေကိုကြားခဲ့ရပါတယ်။သူတို့ကမြေပြင်ကိုတလွတ်သွားစေတဲ့တနက်တန်နဲ့အလွန်ရှားပါပြီးတော့စက္ကန့်စားမှုပြင်းထန်တဲ့စစ်သားများရဲ့အော်ဟစ်ငွေတန်များကိုကြားခဲ့ရပါတယ်။ဒီလိုတန်တွေကတခါတရံမှာ19ရာစုစစ်တီဝမ်ရဲ့တိဂီတာတန်လိုမျိုးဝေးကွာပြီးတော့မပီမသားတဲ့အတန်တွေနဲ့ရောနှောနေတတ်ပါတယ်။စစ်ပွဲတွေမစတင်မီမှာတပ်သားတွေရဲ့စိတ်ဓာတ်ကိုမြင့်တင်ဖို့တိခတ်လေးရှိတဲ့ဒီလိုဂီတတန်တွေကိုကြားရတာက residual hunting လို့ခေါ်တဲ့တင်ရှိရသော6လက်မှုပုံစံမှာအထင်ရှားဆုံးတာရကတစ်ခုဖြစ်ပြီးတော့ဒီလိုနေရာတွေကအတိတ်ကအဖြစ်အပျက်တွေကိုအစမ်းပြတ်ထုတ်လွှင့်နေတဲ့တမိုင်းဝင်စွမ်းရည်အဖြစ်နဲ့ရှိနေတယ်ဆိုတာကိုသက်သေပြနေတာပဲဖြစ်ပါတယ်။ Cemetery Hill ပေါ်မှာဆိုရင်ညဘက်တောင်ဝင်ကြတဲ့လုံခြုံရေးဝန်ထမ်းတို့ကအနီးနားကတန်းတဲ့နေရာတွေမှာမျက်နှာမမြင်ရတဲ့စစ်သားဝင်းကျင်တွေရဲ့လှည့်ကင်းလှည့်တန်းဒါမှမဟုတ်အမိတ်ပေးတန်းတွေကိုကြားခဲ့ရဘူးတယ်လို့အခိုင်အမာပြောဆိုကြပါတယ်။ဒါကသူတို့ရဲ့တည်ဆုံးချိန်မှာပြီးဆုံးမသွားသေးတဲ့တောင်ဝတရားစိတ်ဓာတ်ကနေဆွဲကပ်ကြရင်ခဲ့တဲ့တဲချောက်လက်မှုတစ်မျိုးပဲဖြစ်ပါတယ်။ဒါအပြင်ဂရီဘက်ပတ်ဝန်းကျင်ကစစ်မြေပြင်ကိုစင်စေးရုံများအဖြစ်နဲ့အသုံးပြုခဲ့တဲ့လေတော့အိမ်တွေဖျားကောင်းတွေနဲ့ဂျန်စဘက်ကြီးဟောင်းတွေကလည်းကိုယ်တိုင်ချောက်လက်မှုဇလန်းတွေရှိခဲ့ပါတယ်။တိုက်ပွဲတောရတာအတွင်းမှာတရားရရှိသူထောင်ပေါင်းများစွာကိုဒီနေရာတွေစီကိုအလင်းစလုံးတည်ယူလာခဲ့ပြီးတော့ခွဲစိတ်မှုတွေကမေးစင်းမတုံးပဲဒါမှမဟုတ်မလုံလောက်တဲ့စီးပွားတွေနဲ့လုံဆောင်ခဲ့ရတာကြောင့်နာကျင်မှုနဲ့တောင်းမှုတွေကဒီအဆောက်အအုံရဲ့နေရာတွေမှာဆွဲမဲ့လက်ကျန်ခဲ့ပါတယ်ဒီလိုစေးရုံနေရာဟောင်းတွေမှာလက်အောက်လက်ဘက်သူတွေကရုတ်တရက်ပုတ်သက်စေဒါမှမဟုတ်သွေးနဲ့ရုတ်တရက်ရတတ်တာဝိညာဉ်ပုံရိပ်တွေမြည်ရတာမျိုးတွေရှိခဲ့ပါတယ်အထူးသဖြင့်ဆရာဝန်တွေဒါမှမဟုတ်
တူနာပြုတွေရဲ့ပုံရိပ်တွေကတရားရသူတွေကိုစောစောနေတဲ့ပုံစံမျိုးနဲ့ထက်ကတလဲလဲမြင်တွေ့ရတတ်ပြီးတော့အဲ့ဒီခေအောင်စေးုံဝတ်စုံတွေဝတ်ဆင်ထားတဲ့အပတိပုံရိပ်တွေကအခန်းတစ်ခုကနေတောင်အခန်းတစ်ခုစီကိုလိမ္မာစွာယူချသွားပြီးတော့ပြက်ပြက်သွားတာမျိုးတွေဖြစ်ခဲ့ပါတယ်။တချို့လေးလာမှုတွေမှာဆိုရင်အကွဲနေတဲ့မိဖို့ကြောင့်ကျမ်းမြေမှာတူနာပြုတဦးရဲ့ခြေတံကိုတိတိကျကျကြားနေရတာဒါမှမဟုတ်တရားရတဲ့ခြေတံတဦးရဲ့အသက်ရှင်တဲ့ပြင်းပြင်းကိုကြားရတာမျိုးတွေအထိမှတ်တမ်းနေကြပါတယ်။ဒီလိုဖြစ်ရတွေကစစ်ပွဲရဲ့ရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေဒါမကပဲနဲ့စေတနာနဲ့ကုညီကဆယ်လို့တဲ့စစ်ဝိညာဉ်တွေကသူတို့ရဲ့တာဝန်ကိုဆက်လက်ထမ်းဆောင်နေစေဖြစ်ကြောင်းပြသနေတဲ့ဖြစ်ရတွေပဲဖြစ်ပါတယ်။အမေရိကန်ပြည်တွင်းစစ်ရဲ့ဂရီဘက်မီဘေကနေပထမကမ္ဘာစစ်ရဲ့ request ဒူမြောက်ဟောင်းတွေအထိစစ်ပွဲတွေရဲ့စိတ်နိုင်ရာကမြေပြင်ပေါ်မှာဆွေးနွေးစာကျန်းနေပုံကိုတွေ့မြင်ခဲ့ရပါတယ်။ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ဖြစ်ရတွေက intelligent hacking နဲ့ residual hacking ဆိုပြီးတော့ပုံစံနှစ်မျိုးကွဲပြားနေပါတယ်။တစ်ဖက်မှာကတော့ Confederate လက်မှတ်စစ်တယ်လို့မျိုးမြင့်မြင့်တက်တက်တွေနဲ့စကားပြောနိုင်ပြီးတော့သူတို့ကတည်ဆုံးသွားပေမဲ့သူတို့ရဲ့တအူးစိတ်တောင်ဝတရားစိတ်တက်ကိုဆက်လက်ထမ်းဆောင်လိုတဲ့ပုံစံကိုပြသနေပါတယ်။နောက်တစ်ဖက်မှာတော့ repress ရဲ့ပုံတီတန်ဒါမှမဟုတ်တိုက်ပွဲအတွင်းအဟိတန်လိုမျိုးထပ်တလဲလဲဖြစ်ပေါ်နေတဲ့အတန်ဆွဲတွေရှိပါတယ်။ဒီတန်တွေကတော့စစ်မြေပြင်မှာရုတ်တရက်အဆုံးသတ်သွားခဲ့တဲ့အဆူလက်အပြောလိုက်ဆင်းရဲဒုက္ခနဲ့ဒါကျင်မှုရဲ့စွမ်းရည်ရိုက်ခတ်မှုသာဖြစ်နိုင်ပါတယ်။ဒီဖြစ်ရဲ့နှစ်ခုလုံးကစစ်သားတအုပ်ရဲ့ဘဝကရွေးရှင်တဲ့ပုဂ္ဂိုလ်ရဲ့ဘဝထက်ပိုပြီးပြင်းထန်တဲ့ရည်ရွယ်ချက်နဲ့ပြည့်နေနေတာကြောင့်သူတို့ရဲ့တည်ဆုံမှုကလည်းတာမန်ထက်ပုံမပြင်းထန်တဲ့စွမ်းရည်ချီအားကိုထားခဲ့ရတာဖြစ်ပါတယ်။ဒီပုံရိပ်တွေနဲ့အတန်တွေကတတိရှိတဲ့ဝိညာဉ်အစင်မှန်တွေလားဒါမှမဟုတ်စစ်ပွဲအတွင်းရှားပေါင်းသောသောလူတွေရဲ့အလွန်မဲကြောက်ရွံ့မှုတာကျင်မှုနဲ့စစ်ပွဲဆိုင်ရာတောက်ဆုံမှုတွေကပတ်ဝန်းကျင်လေးထုနဲ့မြေကြီးပေါ်မှာထာဝရပုံရိပ်ထင်ချက်ရေးခဲ့တဲ့တမိုင်းဝင်စွမ်းရည်ချွန်ချက်တစ်ခုလားဆိုရဲတိကျတဲ့အဖြေကိုရှာတွေ့နိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့ဒီဇလန်တွေရဲ့တရှိမှုကကျွန်တော်တို့ကိုအမြဲတမ်းသတိပေးနေတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့စစ်ပွဲရဲ့ကြောက်မက်ဖွယ်ရာတန်ဖိုးပဲဖြစ်ပါတယ်။အဲ့ဒီစစ်သားတွေရဲ့ဝိညာဉ်တွေကညီတဲ့ရင်းမရသေးလို့ပဲဖြစ်ဖြစ်မြေပြင်ကသူတို့ရဲ့ဆင်းရဲဒုက္ခတွေကိုမမေ့နိုင်သေးလို့ပဲဖြစ်ဖြစ်ဒီဇလန်တွေကခေတ်အဆက်ဆက်ပြောဆိုနေကြတဲ့အတွက်ကျွန်တော်တို့ကတမိုင်းရဲ့အမောင်တို့ကိုဘယ်တော့မှလုံးဝမပြစ်နိုင်ရမှာမဟုတ်ပါဘူး။သူတို့ရဲ့မပြစ်တဲ့တာဝန်ကအသက်ရှင်ကျန်တဲ့သူတွေရဲ့မမေ့မလျော့တာဝန်ကိုပါလှုပ်ဆော်ပေးနေတာပဲဖြစ်ပါတယ်။ဒါဆိုရင်အခုကြည့်နေတဲ့ပရိသတ်တို့ရောဘယ်လိုမျိုးသဘောရလဲပရိသတ်တို့ရဲ့ထင်မြင်ချက်ကိုလည်းကွန်မန့်မှာမပေးကြကြပါဘူးအခုကျွန်တော်ပြောပြပေးတဲ့အကြောင်းအလေးကတော့တမိုင်းရဲ့တွဲဆိုနေတဲ့ဗီဒီယိုတွေပေါ်မှာကြံရင်ခဲ့တဲ့ဝိညာဉ်စစ်တပ်များဆိုတဲ့အကြောင်းအလေးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်လည်း like and share သွားပြီးတော့ကျွန်တော် channel လေးကို subscribe မလုပ်သေးဘူးဆိုရင်လည်း subscribe လုပ်ထားပြီးတော့ဘေးကခေါင်းလုံးလေးကိုနှိပ်ထားခဲ့ဖို့တောင်းဆိုပါရစေနောက်ထပ်ဘယ်လိုအကြောင်းတွေကိုနားဆင်ကြလဲဆိုတာကို comment မှာမပေးခဲ့လို့ရပါတယ်